အခုဆိုရင်နှစ်ကလည်းကွန်ကာနီးပြီဆိုတော့လေခရီးသွားရာသီရောက်လာတော့ခရီးသွားကြမယ်လူတွေရှိတယ်နော်အဲ့မှာဘာဖြစ်လဲဆိုတော့ခရီးသွားတဲ့ရက်မှာမှဒီလိုအမျိုးသမီးတွေပေါ့နော်ရာသီလာမဲ့ရက်နဲ့တိုက်နေကြတယ်ပေါ့ဒါဆိုလို့ရှိရင်သူတို့ရက်ရွှေ့ခြင်းတယ်လူရွှေ့ရမလဲပေါ့နော်ဒါမျိုးလေးအမေများကြတော့ဒေါက်တာဒီဗီဒီယိုလေးနဲ့ရှင်းပြပေးပါမယ်ဒီရာသီရက်ရွှေ့ခြင်းတဲ့အကြောင်းရင်းကတော့မျိုးရှိတာပေါ့နော်တချို့ကြောင့်လည်းခရီးသွားဖို့တချို့ကြောင့်လည်းအဲ့ဒီမှာအလုပ်ကိစ္စအရေးကြီးတာလေးရှိလို့အင်တာဗျူးရှိလို့ဒါမျိုးတွေပေါ့နောက်ကျတော့တချို့ကြောင့်လည်း honeymoon ထွက်ဖို့ဒါမျိုးတွေနော်အဲ့လိုဆိုလို့ရှိရင်ဒီရာသီရက်ကိုရွှေ့ကျင်တယ်ပေါ့ရွှေ့ကျင်တယ်ဆိုရင်ဘယ်လိုရမလဲဆိုရင်ဒေါက်တာတို့ဒီနေ့စဉ်တုံးဒါစီကက်လေးနေ့စဉ်တုံးဒါစီကက်တစ်နေ့တစ်လုံးတောက်ရတဲ့ဒါစီကက်လေးရှိတယ်ဟုတ်တယ်နော်ဈေးကွက်ထဲမှာဆိုရင် OK တို့စိတ်ချတို့ Mabalon 28တို့လီဒီယာဆိုလို့ရှိရင်ဒီလိမ္မော်ရောင်လေးဒါမျိုးလေးရှိတယ်နော်အဲ့မှာဆိုလို့ရှိရင်စီလုံးလေးပါမယ်စီလုံးလေးတွေကိုကိုရာသီလာမဲ့ရက်မတိုင်ခင်တပတ်အလိုကျူတောက်ရမယ်နော်ကျူတောက်လို့ရှိရင်တစ်နေ့တစ်လုံးပုံမှန်လေးတောက်သွားမယ်ပြီးရင်ကိုခကြီးကနေပြန်လာပြီးအေးဆေးရာသီအခုလာလဲရပြီပေါ့အဲ့ချိန်ကျရင်ရက်လိုက်ကောက်ပြီးရက်လိုက်ရုံပဲဆက်မတောက်နဲ့တော့ဆက်မတောက်လို့ရှိရင်ရက်ပြီးတော့2ရက်3ရက်အတွင်းမှာရာသီကပုံမှန်တိုင်းပြန်လာလိမ့်မယ်နော်တခြားနည်းလမ်းတွေလည်းထပ်ရှိသေးတယ်အဲ့ဒါတွေကနောက်ဗီဒီယိုနဲ့ရှင်းပြပေးမယ်နော်လောဆယ်ဒီနည်းလေးကအလွယ်ကူဆုံးမို့လို့ဒါလေးကိုမှတ်ထားလို့ရတယ်တခုအရေးကြီးတာကဒီလိုရက်ရွှေ့ဖို့ဆိုရင်ကိုတိုင်ကရာသီပုံမှန်လာတတ်တဲ့အမျိုးသမီးဖြစ်မှရမယ်เนาะတစ်လတစ်ခါရာသီပုံမှန်လေးလာတဲ့သူဆိုရင်ဒါမျိုးရွှေ့နေနဲ့အောင်မြင်နိုင်တယ်ပေါ့เนาะအဲ့လိုမဟုတ်ဘူးကိုကရာသီကို3လလောက်မှတစ်ခါလာတယ်မမှန်ဘူးဒါမျိုးတွေဆိုလို့ရှိရင်တော့ဟိုရွှေ့သွားမယ်လို့အာမမခံနိုင်ဘူးပေါ့เนาะတစ်လတစ်ခါပုံမှန်လာမဲ့သူတွေဆိုလို့ရှိရင်တော့အဆင်ပြေနိုင်ပါတယ်เนาะ